ဒီနေ့မှာတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာမျိုးသုံးလူနီးပါးဖြစ်နေတဲ့အံ့ဖွယ်ကောင်းတဲ့ငှက်မျိုးစိတ်တချို့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီငှက်လေးတွေဟာသူတို့ရဲ့ထူးခြားတဲ့အသွင်အပြင်နေထိုင်မှုပုံစံတွေနဲ့အရေးကြီးတဲ့ဂေဟစနစ်ဆိုင်ရာအခန်းကဏ္ဍတွေကြောင့်ကျွန်တော်တို့ကမ္ဘာကြီးအတွက်တန်ဖိုးမဖြတ်နိုင်အောင်အရေးပါပါတယ်။ဒါပေမဲ့သူတို့အားလုံးဟာမျိုးသုံးမဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ဘာကြောင့်လဲဘလို့ကာကွယ်သင့်လဲဆိုတာကိုကျွန်တော်တို့အတူဆွေးနွေးကြည့်ကြရအောင်ပထမဆုံးအနေနဲ့ Space Macaw ဆိုတဲ့ငှက်မျိုးစိတ်ပါပဲဒီအပြာရောင်လှပတဲ့ Macaw ငှက်လေးတွေဟာဘရာဇီးနိုင်ငံရဲ့ကတိတာသစ်တောဒေသမှာပဲမူလတွေ့ရှိရတာပါသူတို့ရဲ့ရှင်လန်းတဲ့အပြာရောင်အသွင်ပြင်တွေကြောင့်ကမ္ဘာတစ်ဝန်းငှက်ချစ်သူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတဘာဝအခြေအနေမှာမျိုးသုံးသွားပြီလို့ကြေညာထားပါတယ်ဒါကတစ်တော်ပြုံးတီးမှုနဲ့တရားမဝင်ဖန်ဆီးရောင်းဝယ်မှုတွေနဲ့ရင်းမြစ်ရှားပါမှုလို့လူသားတွေရဲ့လှုပ်ဆောင်မှုတွေကြောင့်ဖြစ်ရတာပါလက်ရှိမှာတော့တုံပန်းဘဝမှာမွေးမြူထားတဲ့ Space Macaw တွေကိုတဘာဝပတ်ဝန်းကျင်စီပြန်လည်လွှတ်ပေးပြီးမျိုးစိတ်တွေကိုကယ်တင်ဖို့အကြီးအကျယ်ကြိုးပမ်းနေကြပါတယ်ဒါကမျိုးသုံးလူနီးပါးမျိုးစိတ်တွေကိုကယ်တင်ဖို့အတွက်ကျွန်တော်တို့ဘလောက်တောင်ကြိုးစားသင့်တယ်ဆိုတာကိုပြသနေတဲ့တာရကတစ်ခုပါပဲနောက်တစ်ခုကတော့နယူးဇီလန်နိုင်ငံကထူးခြားဆန်းပြတဲ့ကာကာပိုဆိုတဲ့ငှက်မျိုးစိတ်ပဲဖြစ်ပါတယ်ဒီငှက်ဟာညဘက်တွေမှာပဲလှုပ်ရှားတဲ့ငှက်ဖြစ်ပြီးတော့ပြန်တန်းနိုင်ခြင်းမရှိတဲ့ကြက်တူရည်မျိုးစိတ်တစ်ခုဖြစ်ပါတယ်သူတို့ဟာပင်လယ်ပြင်အနီးကကျွန်းတွေမှာပဲတွေ့ရှိရတတ်ပြီးတော့မျိုးသုံးမဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်ဥရောပတိုက်သားတွေနယူးဇီလန်ကိုရောက်လာချိန်မှာကြောင်မြေဝေးနှံကောင်လိုသားရဲ့တိရစ္ဆာန်တွေပါလာခဲ့တာကြောင့်ကာကာပိုတွေအတွက်အကြီးအကျယ်ချင်းချောက်မှုဖြစ်လာခဲ့ပါတယ်ပြန်တန်းနိုင်သောမရှိတဲ့အတွက်ဒီသားရဲ့တိရစ္ဆာန်တွေကနေသူတို့ကိုသူတို့ကာကွယ်ဖို့ခက်ခဲပါတယ်လက်ရှိမှာတော့ကာကာပိုတွေကိုကာကွယ်ဆောင်ရှောက်ရေးအစီအစဉ်တွေအရသားရဲ့တိရစ္ဆာန်ကင်းစင်တဲ့ကျွန်းတွေစီမှာပြောင်းရွှေ့ပေးပြီးတော့သူတို့ရဲ့မျိုးပွားနှုန်းကိုမြင့်တင်ဖို့အတွက်အကြီးအကျယ်စူးစမ်းနေတယ်လို့သိရပါတယ်ဒါဟာကာကာပိုငှက်မျိုးစိတ်တွေအတွက်ချစ်စရာကောင်းတဲ့မျိုးဆက်ပေါင်းများစွာကိုဆက်လက်မြင်တွေ့ခွင့်ရဖို့ကံကောင်းခြင်းတစ်ခုပါပဲခင်ဗျနံပါတ်3ဖိလစ်ပိုင်အီဂန်ဒါကတော့ဖိလစ်ပိုင်နိုင်ငံရဲ့အမျိုးသားငှက်ဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အင်အားအကြီးဆုံးသိငှက်တွေတဲ့တစ်မျိုးပါပဲသူတို့ရဲ့ထူးခြားတဲ့အိုးကောင်အမွှေးအမြင်တွေကြောင့်လည်းလူသိများပါတယ်ဒီငှက်ကြီးတွေဟာဖိလစ်ပိုင်နိုင်ငံရဲ့အပူပိုင်းမိုးတစ်တော်တွေမှာပဲနေထိုင်ကြလိမ့်ရှိပါတယ်ဒါပေမဲ့တစ်တော်ပြုံးတီးမှုနဲ့တရားမဝင်ဖန်ဆီးမှုတွေကြောင့်သူတို့ရဲ့အရေးအတွက်ဟာတိတိတတ်တာလျော်နေလာခဲ့ပါတယ်ဖိလစ်ပိုင်အီဂဲတွေဟာဂေဟစနစ်တစ်ခုအတွက်အလွန်အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာသားကောင်တွေရဲ့အရေးအတွက်ကိုထင်ကြီးပေးပြီးတော့ဂေဟစနစ်ရဲ့မျှတမှုကိုထိမ့်သိမ်းပေးလို့ပါပဲဒီတစ်ခါနံပါတ်4အနေနဲ့ Black Palm Cockatoo ဆိုတဲ့ငှက်မျိုးစိတ်အကြောင်းလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်လိုက်ကြအောင်ဒီငှက်လေးတွေဟာအာရှတိုက်နဲ့ဩစတြေးလျတိုက်ရဲ့အပူပိုင်းဒေသတွေမှာပဲတွေ့ရှိရတဲ့ထူးခြားတဲ့ကြက်တူရည်မျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်တောက်ပတဲ့အနက်ရောင်အမွှေးတောင်တွေနဲ့အနီရောင်ပါးပြင်တွေကသူတို့ကိုတခြားကြက်တူရည်နဲ့မတူအောင်ထူးခြားစေပါတယ်ဒီငှက်တွေဟာသူတို့ရဲ့ကြီးမားတဲ့နှုတ်သီးနဲ့အခွန်မာသီးတွေကိုဖယ်ရှားနိုင်တဲ့အတွက်လည်းကြော်ကြားကြပါတယ်သူတို့ရဲ့နေထိုင်ရာတစ်တော်တွေပျက်စီးသွားတာကသူတို့ရဲ့မျိုးစိတ်အတွက်အကြီးမားဆုံးချိန်ချောင်းမှုတစ်ခုပါပဲတစ်တော်ပြုံးတီးမှုကြောင့်သူတို့ဟာအစာရှာဖို့နဲ့နေထိုင်ဖို့နေရာမရှိတော့ဘူးလို့သိရှိထားရပါတယ်ခင်ဗျာနံပါတ်5မိုလူဂန်ကော့ကာတိုမိုလူဂန်ကော့ကာတိုကတော့အင်ဒိုနီးရှားနိုင်ငံရဲ့မိုလူဂန်ကျွန်းစုမှာနေထိုင်တဲ့လှပတဲ့အဖြူရောင်ကြက်တူရည်မျိုးစိတ်ပဲဖြစ်ပါတယ်သူတို့ရဲ့လှပတဲ့အဖြူရောင်အမွှေးတောင်တွေနဲ့ပန်းရောင်ဖြောဦးကောင်းထိတ်ကအမွှေးအုပ်လေးတွေကသူတို့ကိုဆွဲဆောင်မှုရှိစေပါတယ်ဒီငှက်လေးတွေဟာသူတို့ရဲ့ချစ်စပွဲအပြုတ်မှုတွေနဲ့စကားပြောနိုင်စွမ်းတွေကြောင့်အိမ်မွေးတိရစ္ဆာန်တွေအဖြစ်အရန်နာမည်ကြီးပါတယ်ဒါပေမဲ့ဒီနာမည်ကြီးမှုကပဲသူတို့ကိုမျိုးသုံးမဲ့အန္တရာယ်စီကိုတွန်းပို့နေသလိုပါပဲခင်ဗျာတရားမဝင်ဖန်ဆီးရောင်းဝယ်မှုနဲ့တစ်တော်ပြုံးတီးမှုတွေကြောင့်သူတို့ရဲ့အရေးအတွက်ဟာစက်တိုက်ဆိုလိုကြာဆင်းလာခဲ့ပါတယ်ခင်ဗျနံပါတ်6ဟိုင်ယာဆင်းမာကောဟိုင်ယာဆင်းမာကောကတော့ဘရာဇီးနိုင်ငံရဲ့ညီညာပြန်ပြူးတဲ့မြက်ခင်းပြင်တွေနဲ့တစ်တော်တွေမှာပဲတွေ့ရှိရတဲ့ကြီးမားပြီးတော့တောက်ပတဲ့အပြာရောင်မာကောငှက်မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်သူတို့ရဲ့ကြီးမားတဲ့အရွယ်အစားတောက်ပတဲ့အပြာရောင်နဲ့ကြီးမားတဲ့အစွမ်းထက်နှုတ်သီးတွေကြောင့်သူတို့ဟာအထင်ရှားဆုံးမာကောမျိုးစိတ်တွေကတစ်မျိုးဖြစ်နေကြတာပဲဖြစ်ပါတယ်ခင်ဗျဒီငှက်တွေဟာအုံသီးနဲ့အခြားအခွန်မာသီးတွေကိုစားသုံးပြီးတော့တစ်တော်ဂေဟစနစ်တစ်ခုမှာအစိပြန့်နှံ့မှုအတွက်အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ခင်ဗျဒါပေမဲ့တစ်တော်ပြုံးတီးမှုနဲ့တရားမဝင်ဖန်ဆီးရောင်းဝယ်မှုတွေကြောင့်ပဲသူ
သူတို့ရဲ့မျိုးစိတ်တွေဟာလည်းအန်ဒီရယ်နဲ့ရင်ဆိုင်နေရပါတယ်သူတို့ကိုကာကွယ်ဖို့အတွက်နေထိုင်ရာဒေသတွေကိုထိန်းသိမ်းပေးရတဲ့တရားမဝင်ကုန်သွယ်မှုတွေတိုက်ဖြတ်နေတာတွေကိုလှုံ့ဆော်နေကြပါတယ်ဒါကလည်းသဘာဝပတ်ဝန်းကျင်ကောင်းမွန်လာဖို့အတွက်ကောင်းတဲ့အလားအလာတစ်ခုပါပဲခင်ဗျနံပါတ်9 Golden Corn New Year နောက်ဆုံးအနေနဲ့ Golden Corn New Year ဒါမှမဟုတ် Golden Beraki လို့လည်းခေါ်တဲ့ရွှေရောင်ငံမျိုးစိတ်လေးအကြောင်းကိုနောက်ဆုံးအနေနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျဒီငံလေးတွေဟာတောင်အမေရိကတိုက်ရဲ့အပူပိုင်းမိုးတစ်တော်တွေမှာပဲတွေ့ရှိရပြီးတော့သူတို့ရဲ့တောက်ပတဲ့ရွှေရောင်အမွှေးတောင်တွေကြောင့်အလွန်လှပပါတယ်ခင်ဗျဒီငံလေးတွေဟာအုပ်စုနဲ့နေထိုင်ကြပြီးတော့သူတို့ရဲ့တစ်တော်အိမ်တွေပျက်စီးတာတွေကြောင့်အဓိကချင်းချောင်းမှုခံနေရတာပဲဖြစ်ပါတယ်တစ်တော်ပြောင်းတည်မှုအပြင်တရားမဝင်ဖန်ဆီးရောင်းဝယ်မှုတွေကြောင့်သူတို့ရဲ့အရေးအတွက်ဟာတိတိတသာဆိုးရွားစွာညှော်နှဲလာတာကိုတွေ့မြင်ရပါတယ်ခင်ဗျဒီငှက်မျိုးစိတ်လေးတွေကိုကာကွယ်ဖို့အတွက်သူတို့နေထိုင်ရာတစ်တော်တွေကိုကာကွယ်တာနဲ့တရားမဝင်ကုန်သွယ်မှုတွေကိုတိုက်ဖျက်တာဟာမရှိမဖြစ်လိုအပ်ပါတယ်ခင်ဗျဒီငှက်မျိုးစိတ်တွေဟာကျွန်တော်တို့ကဘာပေါ်ကဇီဝမျိုးစုံမျိုးကွဲရဲ့အရေးပါမှုတွေကိုဖော်ပြနေပါတယ်သူတို့တစ်မျိုးစီတိုင်းမှာကိုယ်ပိုင်ထူးခြားတဲ့ဇယိုက်လက္ခဏာတွေနဲ့ဂေဟာစနစ်တွေမှာအရေးပါတဲ့အခန်းကဏ္ဍတွေရှိပါတယ်သူတို့ရဲ့မျိုးသုံးမဲ့အနေနဲ့ဟာကျွန်တော်တို့လူသားတွေရဲ့လှုပ်ဆောင်မှုတွေနဲ့ဓာတ်ရိုက်သက်ဆိုင်နေပါတယ်ခင်ဗျဒါကြောင့်ဒီငှက်တွေနဲ့သူတို့ရဲ့နေထိုင်ရာပတ်ဝန်းကျင်တွေကိုထိမ့်သိမ်းကာကွယ်ဖို့ကျွန်တော်တို့အားလုံးကတာဝန်ရှိတယ်လို့ခံစားရပါတယ်မျိုးစိတ်တွေကိုကာကွယ်တာဟာတဘာဝပတ်ဝန်းကျင်ကိုကာကွယ်တာနဲ့ညီမျှပြီးတော့အနာဂတ်မျိုးဆက်တွေအတွက်ကျန်းမာတဲ့ကမ္ဘာကြီးကိုခြံထားခဲ့ဖို့ပါပဲဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့အခါဒီငှက်လေးတွေရဲ့အလှပသူတို့ကိုဘာကြောင့်ကာကွယ်သင့်လဲဆိုတာကိုပုံမနားလည်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့လှုပ်ဆောင်မှုလေးတွေကနေဒီမျိုးစိတ်တွေကိုကယ်တင်ဖို့အတွက်ဘယ်လိုအကူအညီပေးနိုင်မလဲခင်ဗျားတို့ရဲ့အကြံဉာဏ်တွေကိုလည်းကွန်မန့်မှာပြောပြပေးခဲ့လို့ရပါတယ်ခင်ဗျာ